အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာ Vibe Story Channel မှာကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးချင်တာကတော့တကောင်ရင်ဆိုတဲ့ဇလန်းရှည်လေးပဲဖြစ်ပါတယ်မန္တလေးမြို့ညဘက်ကားဂိတ်ကြီးမှာတကောင်ရံကိုနီးကပ်လာချိန်ခရီးသည်တွေစုဝေးလာကြတယ်ညဘက်ဘတ်စကားတွေရဲ့အင်ဂျင်တန်တွေကအေးဆက်တဲ့လေထဲမှာပဲ့တင်ထက်နေပြီးကားဂိတ်တစ်ခုလုံးတိတ်ဆိတ်မှုကိုလွှမ်းခြုံထားသလိုပါပဲရန်ကုန်အထိညဘက်ခရီးစဉ်ရင်နံဘက်ကိုခရီးသည်တွေစစ်ဆေးကြည့်နေကြပြီးခရီးရှည်သွားရမယ့်အသည့်ကသူတို့ကိုစိတ်လှုပ်ရှားစေတယ်ဦးကျော်ဝင်းကဒီလမ်းကြောင်းမှာနှစ်ပေါင်း20ကျော်ကားမောင်းခဲ့တဲ့ရင်မောင်းဟောင်းတူဖြစ်ပြီးအတွေ့အကြုံရင့်ကျက်သူပါသူ့အသက်က90ကျော်ပြီဖြစ်ပေမဲ့ညဘက်လမ်းကိုကိုယ့်လက်ဖွားလိုကျွမ်းကျင်နေစေဖြစ်ပြီးမှောင်မိုက်နေတဲ့လမ်းကိုကြောက်ရွံ့ခြင်းမရှိပါဒီညမှာတော့ခရီးသည်18ယောက်တက်လာကြပြီးကားတစ်စီးလုံးလူပြည့်သွားဖို့နီးကပ်နေပါပြီပထမဆုံးတက်လာသူကတော့မတင်းတင်းဆိုတဲ့သူနာပြုဆရာမလေးဖြစ်ပြီးသူမရဲ့မျက်နှာမှာပင်ပန်းနွမ်းနယ်မှုတွေတိတာနေတယ်သူမကမန္တလေးစေယုံကြီးမှာအလုပ်ဆင်းပြီးရန်ကုန်ကအိမ်ကိုပြန်နေတာဖြစ်ကစိတ်ထဲမှာအိမ်ရောက်ချင်တဲ့ဆန္ဒပြင်းပြနေတယ်။ပင်ပန်းနွမ်းနယ်နေပေမဲ့ပဒင်းပေါက်ဘေးထိုင်ကုန်ကိုရွေးချယ်ပြီးထိုင်လိုက်ကအပြင်ဘက်ကအမောင်ထုကိုငေးကြည့်နေမိတယ်။ဒူမအနောက်မှာဆရာတော်တစ်ပါးတက်ရောက်လာခဲ့ပြီးအေးဆေးတည်ငြိမ်တဲ့ပုံစံမျိုးနဲ့ကားထဲကိုဝင်လာတယ်။ဆရာတော်ကအသက်60ကျော်ရှိပြီးမိတ္တီလာဖျားပွဲကနေပြန်ကြွလာတာဖြစ်ကကိုအမူအရာကတည်ငြိမ်နေသေးပါ။သူ့မျက်နှာမှာငြိမ်သက်မှုရှိပေမဲ့မျက်လုံးတွေကထက်မြက်စွာအရာအလုံးကိုစောင့်ကြည့်နေပြီးတစုံတစ်ခုကိုကြိုတင်သိရှိနေပုံပါပဲ။ဦးတန်းလွင်ဆိုတဲ့စီးပွားရေးသမားကြီးကလည်းအလဲတန်းထိုင်ကုန်မှာဝင်ထိုင်းလိုက်ပြီးသူ့မျက်နှာမှာအလုပ်ကိစ္စတွေနဲ့ဖိစီးနေတဲ့ပုံပေါက်နေတယ်။သူကဖုန်းနဲ့အမြဲစကားပြောနေပြီးဘသူ့ကိုမှဂရုမစိုက်တတ်တဲ့လူမျိုးဖြစ်ကသူ့လုပ်နေတဲ့လုပ်ငန်းအကြောင်းပဲအာယုံရောက်နေတယ်။နောက်ဆုံးတန်းမှာဒေါ်ခင်မြဆိုတဲ့အသက်80ကျော်အဖွားတစ်ယောက်ထိုင်ခဲ့ပြီးသူမရဲ့အမူအရာကပင်ပန်းနေပုံပါပဲ။သူမကချင်းတောင်တစ်လုံးပိုက်ထားပြီးညီမဖြစ်သူစီဆေးပေးသွားတာဖြစ်ခဲ့ကအိမ်ကိုအမြန်ဆုံးပြန်ရောက်ချင်နေတယ်။တက္ကသိုလ်ကျောင်းသားဆောင်တွဲမိုးမိုးနဲ့ဇော်ဇော်ကလည်းရှေ့ပိုင်းမှာဝင်ထိုင်ကြပြီးသူတို့မျက်နှာမှာတက်ကြွမှုတွေရှိနေတယ်။သူတို့နှစ်ယောက်ကညဘက်ခရီးကိုစွန့်စားကန်းတစ်ခုလိုသဘောထားပြီးရီမောနေကြကဘေးပတ်ဝန်းကျင်ကိုသတိမပြုမိကြပါ။ကားပေါ်မှာအခြားခရီးသည်တွေလည်းရှိသေးပေမဲ့ဒီလူတွေကပဲဇလန်းရဲ့အဓိကဇက်ကောင်တွေဖြစ်လာမဲ့သူတွေဖြစ်ကြတယ်။တကောင်ရန်တိတိမှာဦးကျော်ဝင်းကကားအင်ဂျင်ကိုနှိုးလိုက်ပြီးအင်ဂျင်တန်ကတညာလုံးတိတ်ဆိတ်နေတဲ့ဂိတ်ကိုလှုပ်ခတ်သွားစေတယ်။ဘတ်စကားကြီးကတုံခါပြီးဂိတ်ကနေဖြည်းဖြည်းချင်းထွက်ခွာလာခဲ့ကရန်ကုန်ကိုဥတီလိုက်တယ်။မန္တလေးမြို့ရဲ့မီးရောင်တွေနောက်ဖက်မှာဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီးအမှောင်ထုထဲကိုကားကြီးဝင်ရောက်သွားခဲ့တယ်။ညဘက်အမှောင်ထဲမှာကားမီးရှိကလမ်းကြောင်းရှည်ကြီးကရှေ့စီဆွဲခေါ်နေတယ်လို့ဖြစ်နေခဲ့ပြီးလမ်းဘေးကတစ်ပင်တွေကထူးဆန်းစွာငြိမ်သက်နေတယ်။ခရီးသည်အများစုကမျက်လုံးတွေမှိတ်ထားပြီးအိတ်ချင်မူးတူးနဲ့ဖြစ်နေကြပေမဲ့မတင်းတင်းကတော့အိတ်မပျော်ပါ။မတင်းတင်းကတော့ပဒင်းပေါက်ကနေအပြင်ကိုငေးကြည့်ရင်အိတ်မပျော်နိုင်ပဲဖြစ်နေကရင်ထဲမှာတစုံတစ်ခုကိုစိုးရိမ်နေတယ်လို့ပါပဲကားကမိုင်းပြင်ဘက်လမ်းကြောင်းကိုဖြတ်တန်းနေပြီးတဝိုက်မှာတောတောင်တွေကအမှောင်ထဲကြီးထွားနေကတမျိုးမျိုးကိုဝှက်ထားသလိုပဲည3နာရီခန့်မှာဦးကျော်ဝင်းကရင်မောင်းနေရင်ကားရှိမီလမ်းပေါ်မှာအရေးတစ်ခုမြင်လိုက်ရပြီးရုတ်တရက်အံ့အားသင့်သွားတယ်လမ်းဘေးမှာလူတစ်ယောက်ရက်နေတာကိုတွေ့လိုက်ရတဲ့အခါဦးကျော်ဝင်းကအံ့အားသင့်သွားခဲ့ပြီးခြေထောက်ကဘရိတ်စီရောက်သွားတယ်ဒီနေရာမှာကားမှတ်တိုင်ရှိတာမဟုတ်ဘူးရွာလည်းမရှိတဲ့တစ်တောထူထပ်တဲ့နေရာတစ်ခုဖြစ်ခဲ့ပြီးဘယ်သူမှမရှိတဲ့နေရာပါဒါပေမဲ့တာယာဝတီဘက်လမ်းကြောင်းမှာညတကောင်မှာလမ်းဘေးမှာခရီးသည်ရက်နေတာဟာပုံမှန်မဟုတ်ခဲ့ဘူးထူးဆန်းနေတယ်ဦးကျော်ဝင်းကကားကိုဖြေးချလိုက်ပြီးရက်ပေးမလားမရက်ပေးမလားစဉ်းစားနေလိုက်ကဘေးကိုအကဲခတ်နေမိတယ်သူကိမှုကညဘက်မှာလမ်းဘေးခရီးသည်မတင်ရဘူးလို့အမြဲမှားကြတတ်ပေမဲ့ဒီအခြေအနေကတခြားစီဖြစ်နေတယ်ဒါပေမဲ့အဲ့ဒီလူဟာအမျိုးသမီးတစ်ယောက်ဖြစ်နေပြီးတယောက်တည်းအမှောင်ထဲမှာရက်နေတာဖြစ်ကသူမမျက်နှာကိုတေချာမမြင်ရပါဦးကျော်ဝင်းကတနာစိတ်ဝင်လာပြီးကားကိုရက်ပေးလိုက်ခဲ့ကတကားကိုဖြည်းဖြည်းချင်းဖွင့်လိုက်တယ်ကားတကားဖွင့်လိုက်တဲ့အခါအေးဆက်တဲ့လေတစ်ချက်ကအတွင်းကိုတိုးဝင်လာခဲ့ပြီးခရီးသည်တွေအားလုံးရုတ်တရက်နိုးလာကြတယ်တက်လာတဲ့အမျိုးသမီးကိုမြင်လိုက်ရတဲ့အခါမတင်းတင်းကနိုးထားလိုက်ပြီးသူမရင်ထဲမှာထူးဆန်းတဲ့ခံစားမှုတစ်ခုဖြစ်လာတယ်အမျိုးသမီးကအသက်20ကျော်လောက်ရှိမယ်ထင်ပြီးဖြူဖက်တဲ့မျက်နှာနဲ့ဟောင်းနှွမ်းနဲ့ထပ်ပြီးတထဲဝစ်စင်ထားကထူးဆန်းနေတယ်။သူမရဲ့သပင်ရှည်တွေကစိုစွတ်နေပြီးမိုးရွာနေတဲ့ပုံပေါက်နေပေမဲ့အပြင်မှာမိုးကမရွာနေခဲ့ဘူး။ဒါဟာဘာအတိတ်ပဲလဲ။သူမကတိတ်ဆိတ်စွာကားနောက်ဆုံးတန်းမှာဝင်ထိုင်လိုက်ပြီးဘသူ့ကိုမှအာယုံမဆိုင်ခဲ့ဘူးပဲ။သူမမျက်လုံးတွေကအရှိကိုပဲကြည့်နေတယ်။ဒေါခင်မြကသူမကိုကြည့်လိုက်ပြီးချမ်းနေလားဆိုပြီးမေးလိုက်ပေမဲ့ပြန်ဖြေခြင်းမရှိခဲ့ဘူး။ဒေါခင်မြစိတ်ထဲမကောင်းဖြစ်သွားတယ်။ကားကပြန်ထွက်လာပြီးနောက်ဦးကျော်ဝင်းကကြည့်မှန်ကနေနောက်ဘက်ကိုကြည့်လိုက်ပြီးအဲ့ဒီအမျိုးသမီးကိုပဲအာယုံစိုက်နေမိတယ်။အမျိုးသမီးကငြိမ်ငြိမ်လေးထိုင်နေပြီးပဒင်းပေါက်ကနေအပြင်ကိုငေးကြည့်နေတာကိုတွေ့ရကသူမပုံစံကအသက်မရှိသလိုပါပဲ
ဦးကျော်ဝင်းကဆက်မောင်းလိုက်ပေမဲ့ရင်ထဲမှာမတိမတာမတက်မတာခံစားမှုတစ်ခုကြံနေခဲ့ကစိတ်ထဲမလုံခြုံဖြစ်လာတယ်။ကားတွေကလေအေးဆက်ပြီးခရီးသည်အချို့အော်ဟောက်ခနဲဖြစ်သွားကြပြီးအားလုံးစိတ်ရှုပ်ထွေးလာကြတယ်။မိုးကဇောဇောရဲ့လက်မောင်းကိုစုပ်ကန်ရင်ဘာလို့ဒီလောက်ချမ်းနေတာလဲလို့တိုးတိုးလေးမေးလိုက်ပြီးသူမလက်တွေတုံနေတယ်။ဇောဇောကလေအေးဆက်ဖွင့်ထားလို့ပါဆိုပြီးပြန်ဖြေပေမဲ့လေအေးဆက်ကပိတ်ထားတာဖြစ်ခဲ့ကဘာကြောင့်ချမ်းနေတာလဲမသိပါ။ည4 နာရီခွဲမှမတင်ကပဒင်းပေါက်ကနေအပြင်ကိုကြည့်ရင်ထူးဆန်းတဲ့အရာတစ်ခုကိုသတိထားမိလိုက်ပြီးရင်ထဲဖိုကနေဖြစ်သွားတယ်။လမ်းဘေးကတစ်ပင်ကြီးတစ်ပင်ကိုသူမခုနကပဲဖြတ်ကျော်ခဲ့သလိုခံစားလိုက်ရပြီးအဲ့ဒီတစ်ပင်ပုံစံကထူးခြားနေတယ်။တစ်ပင်ကြီးရဲ့ပုံတံကထူးဆန်းတဲ့လူတစ်ယောက်ပုံပေါက်နေပြီးအမှတ်ရစရာကောင်းလာကသူမစိတ်ထဲမှတ်မိနေတယ်။9 မိနစ်ကြာတဲ့အခါအတိအကျအဲ့ဒီတစ်ပင်ကြီးကိုပဲထပ်တွေ့လိုက်ရပြီးသူမစိတ်ထဲထိတ်လန့်လာတယ်။မတင်းကကို့မျက်လုံးကိုကို့မယုံကြည်ပဲပဒင်းပေါက်ကိုပိုနီးကပ်ကြည့်လိုက်ပြီးတေချာအောင်လုပ်နေတယ်။ဟုတ်ပြီ။အဲ့ဒီတစ်ပင်ပဲဖြစ်ကြောင်းတေချာသွားခဲ့ပြီးသူမစိတ်ထဲထိတ်လန့်မှုတွေတိုးလာတယ်။လမ်းကြောင်းကဝိုက်ကွေ့နေတာဖြစ်မဲ့လို့သူမကိုဖြေသိမ့်လိုက်ပေမဲ့စိတ်ထဲမှာမယုံသင်္ကာဖြစ်နေတယ်။ဒါပေမဲ့ဒုတိယအကြိမ်ဖြတ်ကျော်ပြီး10 မိနစ်ကြာတဲ့အခါတတိယအကြိမ်မြောက်အဲ့ဒီတစ်ပင်ကိုပဲထပ်မြင်လိုက်ရတော့သူမရဲ့ရင်ခုန်တန်မြန်လာခဲ့တယ်။မတင်းကရှေ့ထိုင်ကုန်ကဇောစောကိုပခုံးကိုထိပြီးဟိဒီလန်းကိုဘယ်နှခါဖြတ်နေရတာလဲလို့မေးလိုက်ပြီးအတန်တွေတုန်နေတယ်။ဇောစောကအိမ်ငိုက်နေတာကနေနိုးလာပြီးဘာကိုပြောတာလဲလို့ပြန်မေးလိုက်ပြီးသူမကိုကြည့်လိုက်တယ်။မတင်းကပဒင်းပေါက်ကိုညွှန်ပြီးအဲ့ဒီတစ်ပင်ကြီးကိုကြည့်ပါလို့ပြောလိုက်ရပြီးသူမစိုးရိမ်နေတဲ့ပုံမှာဇောကကြည့်လိုက်ပေမဲ့ညအမောင်ထဲမှာဘာမှတေးသေးချာချာမမြင်ရပဲဖြစ်နေကဘာကိုမှမတွေ့ပါမတင်းကဖုန်းကိုထုတ်ကြည့်လိုက်တော့အချိန်ကည4 နာရီခွဲပြနေပေမဲ့ဇင်းကတ်ဆိုင်တွေကတော့လုံးဝပျောက်နေခဲ့ကအံ့အားသင့်သွားတယ်ဇောကလည်းဖုန်းကိုထုတ်ကြည့်ပြီးငါကလည်းစိုင်းနေမရှိဘူးလို့ပြောလိုက်ပြီးအားလုံးစိုးရိမ်လာကြတယ်မိုးကနိုးထလာပြီးဘာဖြစ်နေတာလဲလို့စိုးရိမ်တဲ့မျက်နှာနဲ့မေးလာခဲ့ကအားလုံးတိတ်ဆိတ်သွားတယ်ဆရာတော်ကလည်းမျက်လုံးတွေဖွင့်ပြီးကားထဲကိုအေးဆေးစွာကြည့်ရှုနေကအခြေအနေကိုထိန်းချုပ်ဖို့ကြိုးစားနေတယ်။သူကဘာမှမပြောပေမဲ့သူ့မျက်လုံးတွေကကားနောက်ဆုံးတန်းဘက်ကိုခဏကြည့်နေခဲ့ပြီးထူးဆန်းမှုတွေကိုရိပ်မိနေတယ်။အဲ့ဒီနောက်ဆုံးတန်းမှာထိုင်နေတဲ့အမျိုးသမီးကိုဆရာတော်ကစိတ်ဆက်ကြည့်နေတာဖြစ်ပြီးထူးဆန်းတဲ့အငွေ့အသက်ကိုခံစားမိတယ်။ဦးတန်းလွင်ကဖုံးဆိုင်နဲ့ပျောက်နေတာကိုတွေ့ပြီးစိတ်တူလာကရင်မောင်းကိုအော်ခေါ်လိုက်ပြီးမကြည်မနှက်ဖြစ်နေတယ်။ဦးကျော်ဝင်းကဘာဖြစ်လို့လဲခမားလို့ပြန်မေးလိုက်ခဲ့ပေမဲ့သူ့အတန်မှာစိုးရိမ်မှုတွေပါနေတယ်။ဘယ်နေရာရောက်ပြီလဲ။နာယီဝက်ကြာပြီးတနေရာထဲမှာရှိနေတယ်လို့ပဲလို့ဦးတန်းလွင်ကမကြည်မနှက်ပြောလိုက်ပြီးကားထဲမှာရှုပ်ထွေးလာတယ်။ဦးကျော်ဝင်းကကားရှိမီလန်းကိုကြည့်လိုက်ပြီးသူ့မျက်နှာဖြူဖက်သွားခဲ့ကဘာလို့ရမှန်းမသိတော့ပါ။လမ်းမတိုင်ဆိုင်းဘုတ်တွေပျောက်ကုန်ပြီးလမ်းညွန်တင်ကေတတခုမှမကြံတော့ဘူးဆိုတာကိုသူသတိထားမိသွားတယ်။ဦးကျော်ဝင်းကဒီလမ်းကိုနှစ်ပေါင်း20မောင်းခဲ့ပေမဲ့ဒီလိုဘယ်တော့မှမဖြစ်ခဲ့ဘူးအံ့အားသင့်နေတယ်။ကားရဲ့နာယီကည4 နာရီခွဲကနေရက်နေပြီးရှေ့ကိုမသွားတော့ဘူးအချိန်ကရက်တန့်သွားတယ်လို့ပါပဲခရီးသည်တွေတယောက်ပြီးတယောက်နိုးထလာကြပြီးဘာဖြစ်နေလဲဆိုတာသိကျင်နေကြကကားထဲမှာရှုပ်ထွေးနေတယ်ဒေါခင်မြကညင်ညင်တသာဒီကားထဲမှာချမ်းသာပုံမှန်ထက်ပိုနေတယ်လို့သတိပေးလိုက်ပြီးအားလုံးတုန်လှုပ်နေကြတယ်ကားနောက်ဆုံးတန်းကအမျိုးသမီးကိုတော့ဘယ်သူမှမေ့မထားခဲ့ဘူးသူမဘာလုပ်နေလဲဆိုတာကိုအားလုံးစောင့်ကြည့်နေတယ်သူမကကားပေါ်တက်လာကလေးကစကားတခွန်းမှမပြောခဲ့ဘူးငြိမ်သက်နေသေးပါသူမရဲ့မျက်နှာကကားတကားပဒင်းပေါက်ရဲ့မှန်ပြင်ထဲမှာထင်ဟပ်နေသင့်ပေမဲ့မတင်းကထူးဆန်းတဲ့အရာတစ်ခုကိုသတိထားမိလိုက်ခဲ့တယ်။မှန်ထဲမှာအမျိုးသမီးရဲ့ထိုင်ကုန်နေရာကဗလာပဲဖြစ်နေတယ်။ဘာဖြစ်လို့ဒီလိုဖြစ်နေရတာလဲ။မတင်းကမှန်ကိုပြန်ကြည့်ပြီးအမျိုးသမီးကိုပြန်ကြည့်ပြီးထပ်ပြီးမှန်ကိုကြည့်လိုက်ပြီးတုန်လှုပ်သွားတယ်။မှန်ထဲမှာထိုင်ကုန်ဗလာပဲ။ဒါပေမဲ့ခုံပေါ်မှာအမျိုးသမီးကထိုင်နေတာဖြစ်ခဲ့ကသူမအံ့အားသင့်သွားတယ်။မတင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကြက်သီးထသွားပြီးရင်ခုန်တန်နားထဲမှာဒလုံကြားနေရကထိတ်လန့်နေတယ်။သူမကဘေးနားကထိုင်ကုန်မှာအိတ်နေတဲ့ခရီးသည်ကိုဖြည်းဖြည်းချင်းလှုပ်နှိုးလိုက်ခဲ့ပြီးအခြေအနေကိုပြောပြဖို့ကြိုးစားတယ်။ဟေ့အဲ့ဒီမိန်းကလေးကိုကြည့်ပါလို့တိုးတိုးလေးပြောလိုက်ပေမဲ့သူပြန်အိတ်သွားခဲ့ကဘာမှမသိပါ။ဆရာတော်ကတော့ဖုတ်ကျိတ်ပြီးနှုတ်ထဲဂါထာတွေရွတ်နေတာကိုမတင်းသတိထားမိလိုက်ရပြီးစိတ်ထဲနည်းနည်းအားရှိသွားတယ်။ဆရာတော်ကဘာကိုရိပ်မိနေတာလဲဆိုတာမတင်းသိကျင်နေခဲ့ပေမဲ့မေးဖို့မဝင့်မရဲဖြစ်နေတယ်။ကားကဆက်မောင်းနေပေမဲ့အပြင်ရှုခင်းကပြောင်းလဲခြင်းမရှိတော့ဘူး။တူညီတဲ့မြင်ကွင်းတွေပဲမြင်နေရတယ်။တူညီတဲ့တောတောင်ပုံစံတူညီတဲ့လမ်းကွေတွေတူညီတဲ့အမောင်ထုကသူတို့ကိုဝိုင်းရံနေခဲ့ကလမ်းကအဆုံးမရှိသလိုဖြစ်နေတယ်။ဦးကျော်ဝင်းကကားကိုရက်လိုက်ပြီးခရီးသည်တွေကိုရိုးသားပြောလိုက်ခဲ့ကအားလုံးစိုးရိမ်သွားကြတယ်။လမ်းကထူးဆန်းနေတယ်
ငါဘယ်ရောက်နေလဲမသိတော့ဘူးလို့သူကဝန်ခံလိုက်ရပြီးအားလုံးတုန်လှုပ်သွားတယ်ခရီးသည်တွေအားလုံးတပြိုင်နက်ထိတ်လန့်သွားကြပြီးကားထဲဆူညံလာခဲ့ကအားလုံးပူပန်နေကြတယ်ဦးတန်းလွင်ကဘလို့ဖြစ်ရတာလဲကားပြန်လှည့်ပြီးပြန်သွားပါလို့ဒေါသတကြီးပြောလိုက်ပြီးဦးကျော်ဝင်းကိုအော်တယ်ဦးကျော်ဝင်းကကားကိုပြန်လှည့်ဖို့ကြိုးစားလိုက်ပေမဲ့လမ်းကပြန်လှည့်လို့ရတဲ့အကျယ်မရှိတော့ဘူးအခြေအနေကဆိုးရွားနေတယ်နှစ်ဖက်လုံးမှာတစ်တောထူထပ်ပြီးလမ်းကရှေ့ကိုသာသွားနိုင်တဲ့ပုံစံဖြစ်နေခဲ့ကအားလုံးစိတ်ပူနေကြတယ်မိုးမိုးကငိုကျင်လာပြီးဇော်စုပ်ကိုပိုတင်းကျပ်စွာစုပ်ကင်ထားလိုက်ပြီးကြောက်လန့်နေတယ်ဆရာတော်ကငြိမ်သက်တဲ့အတန်နဲ့လူတိုင်းငြိမ်ပါကြောက်ချင်းကအဖြေမဟုတ်ပါဘူးလို့ပြောလိုက်ခဲ့ကအားလုံးငြိမ်သွားကြတယ်ပြီးတော့ဆရာတော်ကကားနောက်ဆုံးတန်းကိုလှည့်ကြည့်ပြီးအမျိုးသမီးကိုစကားပြောလိုက်တယ်ဒါကဘဲကိုသွားကျင်တာလဲလို့ဆရာတော်ကအေးဆေးစွာမေးလိုက်ခဲ့ပေမဲ့အမျိုးသမီးကမဖြေပါကားထဲကလူအားလုံးတိတ်ဆိတ်သွားပြီးအမျိုးသမီးဘက်ကိုကြည့်လိုက်ကြကရလက်ကိုစောင့်နေကြတယ်အမျိုးသမီးကဖြည်းဖြည်းချင်းခေါင်းကိုမောကြည့်လိုက်ပြီးပထမဆုံးအကြိမ်စကားပြောလိုက်တယ်ငါ့ကိုဒီလမ်းပေါ်မှာထားခဲ့တဲ့လူကိုရှာနေတာပါလို့တိုးတိတ်စွာဖြေလိုက်ခဲ့ပြီးသူမအတန်ကအေးဆက်နေတယ်သူမရဲ့အတန်ကအေးဆက်ပြီးကားတစ်စီးလုံးကိုချမ်းလုတ်စေလိုက်ကအားလုံးကြောက်လန့်သွားကြတယ်ဘသူကိုရှာတာလဲလို့ဆရာတော်ကထပ်မေးလိုက်ခဲ့ပေမဲ့အမျိုးသမီးကအရှိကိုပဲကြည့်နေတယ်အမျိုးသမီးကပဒင်းပေါက်ကနေအပြင်ကိုငေးကြည့်ရင်ရင်မောင်းပါလို့တိုးတိုးလေးဖြေလိုက်တယ်ဦးကျော်ဝင်းရဲ့ကြောရိုးတစ်လျှောက်ချမ်းစိမ့်မှုတစ်ခုပြေးသွားခဲ့ပြီးသူအယမ်းကြောက်လန့်သွားတယ်ဘယ်ရင်မောင်းကိုပြောတာလဲခမားလို့ဦးကျော်ဝင်းကတုံရင်တဲ့အတန်နဲ့ပြန်မေးလိုက်ရတယ်အမျိုးသမီးကဦးကျော်ဝင်းကိုလှည့်ကြည့်လိုက်ပေမဲ့ပြန်မဖြေခဲ့ဘူးသူမရဲ့မျက်နှာကမိခိုးရောင်တန်းနေတယ်သူမရဲ့မျက်လုံးတွေကမှောင်မိုက်ပြီးအဆုံးမရှိတဲ့တွင်းနဲ့ကြီးကိုကြည့်ရတယ်လို့ခံစားလိုက်ရကအားလုံးကြောက်လန့်သွားကြတယ်မတင်းတင်းကတတိရှိရှိကားနောက်ဘက်ကိုသွားပြီးအမျိုးသမီးရဲ့ဘေးမှာဝင်ထိုင်လိုက်ခဲ့ပေမဲ့ကြောက်နေတယ်အမနာမည်ကဘယ်သူလဲလို့ညင်ညင်တတမေးလိုက်ရပြီးအဖြေကိုစောင့်နေတယ်အမျိုးသမီးကမနီလာလို့ဖြေလိုက်ပြီးပြန်ငိမ်သွားခဲ့ကသူမပုံစံကအေးဆက်နေသေးပါမတင်းတင်းကမနီလာရဲ့လက်ကိုကင်ကြည့်ဖို့လက်ဆန့်လိုက်ပြီးကြောက်စိတ်ကိုလျှော့ချနေတယ်ထိလိုက်တဲ့အခါရေခဲတုံးထိတယ်လို့အေးဆက်နေပြီးမတင်းတင်းကလှန့်ပြီးလက်ကိုရုပ်သိမ်းလိုက်ခဲ့ရတယ်သူနာပြုဆရာမဖြစ်တဲ့မတင်းတင်းမှာဒီလိုအေးအပူဒီလိုပုံမှန်မဟုတ်တဲ့ခန္ဓာကိုယ်အပူချိန်ကိုကောင်းကောင်းနားလည်ခဲ့တယ်ဒီအမျိုးသမီးမှာအသက်ရှင်နေတဲ့လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အပူချိန်မရှိခဲ့ဘူးဒါဟာထူးဆန်းနေတယ်မတင်းတင်းကကြက်သီးတွေထားပြီးရှေ့ဘက်ကိုပြန်လာခဲ့ပြီးဆရာတော်စီသွားတယ်ဆရာတော်ကိုချင်းကပ်ပြီးဆရာတော်အဲ့ဒီအမျိုးသမီးကလူမဟုတ်ပါဘူးလို့တိုးတိုးလေးပြောလိုက်ရတယ်ဆရာတော်ကခေါင်းညိတ်ပြီးဆရာတော်တိပြီးသားပါတက်လာကလေးကတိပါတယ်လို့ပြန်ဖြေလိုက်ခဲ့တယ်ဒါဆိုဘာလို့ဘာမှမပြောတာလဲလို့မတင်းတင်းကမေးလိုက်ပေမဲ့ဆရာတော်ကငြိမ်နေတယ်ဆရာတော်ကအေးဆေးစွာပြန်ဖြေလိုက်ခဲ့ပြီးသူမကိုစိတ်ရှည်ဖို့ပြောတယ်သူမကဒုက္ခကြွေးနေတဲ့ဝိညာဉ်မှာကြွေးရတဲ့အကြောင်းပြချက်ရှိတယ်အဲ့ဒါကိုကြားပေးရပါမယ်လို့ဆရာတော်ကရှင်းပြလိုက်တယ်ဦးတန်းလွင်ကဘာဝိညာဉ်လဲဘဲခေတ်ရောက်ပြီလို့ထင်နေလဲလို့မယုံကြည်ပဲပြောလိုက်ပေမဲ့အခြေအနေကမကောင်းပါဒါပေမဲ့အဲ့ဒီစကားပြောပြီးချင်းပဲကားတစ်စီးလုံးရုတ်တရက်ရက်သွားခဲ့ကအားလုံးလန့်သွားကြတယ်။ရင်ချင်းကတေးသွားပြီးကားမီအားလုံးပိတ်သွားကအမောင်ထုကြီးကကားကိုဝါးမြူလိုက်ခဲ့တယ်။ခရီးသည်တွေအော်ဟစ်တန်တွေထွက်ပေါ်လာပြီးအချို့ကဖုံးမီတွေဖွင့်လိုက်ကြတယ်။ဖုံးမီအလင်းထဲမှာမနီလာကထိုင်ကုန်ပေါ်မှာမရှိတော့ဘူးဆိုတာတွေ့လိုက်ကြရကအားလုံးအံ့အားသင့်သွားကြတယ်။ဒါပေမဲ့သူမရဲ့အတန်ကတော့ကားတစ်စီးလုံးမှာပဲ့တင်ထက်နေစေဖြစ်ခဲ့တယ်။15နှစ်ရှိပြီငါ့ကိုဒီလမ်းပေါ်မှာထားခဲ့တဲ့ညဆိုတဲ့အတန်ကကားထဲဝဲပတ်လာခဲ့တယ်ဒေါခင်မြကလှန့်ပြီးဗုဒ္ဓံတရဏံဂစ္ဆာမိဆိုပြီးရွတ်ဆိုလိုက်ကအားလုံးကြောက်လန့်နေကြတယ်ဆရာတော်ကမကြောက်ပါနဲ့ပြောပါတကမဘာဖြစ်ခဲ့လဲလို့အမှောင်ထဲမှာအေးဆေးစွာပြောလိုက်ခဲ့တယ်ကားထဲကလေအေးကပိုထူထပ်လာပြီးအသက်ရှူတိုင်းအငွေ့ထွက်နေတဲ့အထိချမ်းဆက်လာကအားလုံးတုန်လှုပ်နေကြတယ်မနီလာရဲ့အတန်ကဆက်ပြောလာခဲ့ပြီးသူမရဲ့အတိတ်အကြောင်းကိုပြောပြတယ်15နှစ်အရင်ကဒီလမ်းပေါ်မှာညဘက်ကားတစ်စီးရင်မတော်တဆဖြစ်ခဲ့တယ်လို့သူမကစပြောလိုက်ခဲ့တယ်။မတင်းတင်းကထိုင်ကုန်လက်ကင်ကိုစုပ်ကန်ရင်နားထောင်နေရကသူမစိတ်ထဲထိတ်လန့်နေတယ်။ရန်ကုန်မန္တလေးညဘက်ကားတစ်စီးခရီးသည်30ကျော်နဲ့ရင်မောင်းကအိတ်ငိုက်သွားပြီး6ထဲထိုးကြခဲ့တယ်လို့မနီလာကဆက်ပြောလိုက်ခဲ့တယ်။ခရီးသည်တွေအားလုံးငြိမ်သက်သွားပြီးနားထောင်နေကြကအားလုံးစိတ်ထဲထိတ်လန့်နေကြတယ်။အဲ့ဒီညမှာလူ28ယောက်သေဆုံးခဲ့တယ်။ငါပါပဲလို့မနီလာရဲ့အတန်ကပြောလာခဲ့ပြီးသူမရဲ့ဝမ်းထဲတန်ကိုကြားရတယ်။မိုးမိုးကပါဇက်ကိုလက်နဲ့အုပ်ပြီးငိုချလိုက်ကအားလုံးစိတ်မကောင်းဖြစ်သွားကြတယ်။ဦးကျော်ဝင်းရဲ့လက်တွေထိမ့်လို့မရအောင်တုန်နေခဲ့ပြီးသူအပြစ်ရှိသလိုခံစားနေရတယ်။ဆရာတော်ကရင်မောင်းကိုဘာဖြစ်ခဲ့လဲလို့ထပ်မေးလိုက်ကအဖြေကိုစောင့်နေတယ်။ရင်မောင်းကလွတ်သွားတယ်။သူဟာပွဲချင်းပြီးမတည်ခဲ့ဘူး
ဒါပေမဲ့သူ့ကြောင့်လူတွေတေခဲ့ရတယ်လို့မနီလာကဖြေလိုက်ခဲ့တယ်။သူဟာတာဝန်မယူဘဲပြေးသွားခဲ့ပြီးဘသူ့ကိုမှဘယ်တော့မှတောင်းပန်ခြင်းမရှိခဲ့ဘူး။အဲ့ဒီရင်မောင်းကဘသူလဲ။ဘယ်မှာရှိလဲလို့ဦးတန်းလွင်ကဝင်မေးလိုက်ခဲ့ပေမဲ့မနီလာမဖြေပါ။မနီလာရဲ့အတန်ကကားတစ်စီးလုံးကိုလှုပ်ခတ်သွားစေလိုက်ကအားလုံးထိတ်လန့်သွားကြတယ်။ရင်မောင်းကမောင်းခဲ့တာမဟုတ်ဘူး။ရင်မောင်းကနေမကောင်းလို့မလာဘူး။အစားထိုးလူကအိတ်ငိုက်သွားတာ။ဒါပေမဲ့အဲ့ဒီရင်မောင်းကသူ့အစားထိုးလူပင်ပန်းနေတာတိရဲ့သားနဲ့မပြောဘဲထွက်ပြေးသွားခဲ့တယ်လို့မနီလာကဖြင့်ဟပြောလိုက်ခဲ့တယ်။ကားတွေကလူတိုင်းဥကျော်ဝင်းဘက်ကိုလှည့်ကြည့်လိုက်ကြကအားလုံးအံ့အားသင့်သွားကြတယ်။ဥကျော်ဝင်းရဲ့မျက်နှာဖြူပတ်သွားပြီးမျက်ရည်တွေစီးကျလာခဲ့ကဘာပြောရမှန်းမသိပါ။ဟုတ်ပါတယ်။အဲ့ဒီရင်မောင်းကငါပါပဲလို့ဥကျော်ဝင်းကတုံရင်တဲ့အတန်နဲ့ဝန်ခံလိုက်ရတယ်။ကားတွေကလူတွေထိတ်လန့်သွားကြပြီးအချို့ကကားဆင်းကျင်လာကြကအားလုံးရှုပ်ထွေးနေတယ်။ဥကျော်ဝင်းကကျမ်းပြင်ပေါ်ဒူးထောက်ပြီးနှစ်ပေါင်းများစွာဝှက်ထားခဲ့တဲ့အမှန်တရားကိုပြောပြလိုက်ရတယ်။အဲ့ဒီတုန်းကငါကငယ်တယ်အတွေ့အကြုံနည်းတယ်ဒါပေမဲ့ငါအစားထိုးလူကိုမြတ်ကပင်ပန်းနေတာငါသိခဲ့တယ်လို့စတင်ပြောလာခဲ့တယ်။အဲ့ဒီညငါနေမကောင်းလို့ခွင့်ယူခဲ့တာအမှန်ပဲ။ဒါပေမဲ့ကိုမြတ်ကညနေရက်ဆက်မအိပ်ရပဲပင်ပန်းနေတယ်ဆိုတာငါ့ကိုပြောခဲ့တယ်လို့ဆက်ပြောခဲ့တယ်။ငါကဂိမ်းမူးကိုအစားထိုးလူပြောင်းပေးပါလို့မပြောခဲ့ဘူး။ကို့ခွင်ကိုပဲယူပြီးပြန်သွားခဲ့တယ်လို့ဦးကျော်ဝင်းကငိုရင်းဝန်ခံလိုက်ရတယ်။နနက်မိုးလင်းတဲ့အခါသတင်းကြားရတယ်ကားက6ထဲကျပြီးလူအများကြီးတေဆုံးတယ်ဆိုတာကြားတဲ့အခါငါကဘာကြီးပြိုကျသွားခဲ့တယ်လို့ပြောလိုက်ခဲ့တယ်။ငါပြောရင်ငါ့ကိုဖမ်းမယ်။ငါမိသားစုဒုက္ခရောက်မယ်ဆိုပြီးကြောက်ခဲ့တယ်။အဲဒါကြောင့်ဘသူ့ကိုမှမပြောဘဲဆက်နေခဲ့တာဖြစ်တယ်။ဒါပေမဲ့ညတိုင်းအဲ့ဒီလူတွေရဲ့မျက်နှာတွေငါအိမ်မက်ထဲပေါ်လာတာ15နှစ်လုံးတညမှမပြတ်ခဲ့ဘူးလို့ဦးကျော်ဝင်းကငိုကြွေးရင်းပြောလိုက်တယ်။ကားထဲမှာခီးတဲ့အားလုံးငြိမ်သက်နေကြပြီးဦးကျော်ဝင်းရဲ့ငိုတန်ကတခုတည်းသောအတန်ဖြစ်နေခဲ့ကဝမ်းနည်းစရာကောင်းလာတယ်။ဆရာတော်ကဖြည်းဖြည်းချင်းဦးကျော်ဝင်းစီလျှောက်သွားပြီးသူ့ခေါင်းပေါ်လက်တင်ပေးလိုက်ကနှစ်သိမ့်ပေးတယ်။နောင်တနဲ့ဝန်ခံခြင်းကကုသခြင်းရဲ့အစဖြစ်ပါတယ်တကားလို့ဆရာတော်ကအေးဆေးစွာပြောလိုက်ခဲ့တယ်။ပြီးတော့ဆရာတော်ကကားနောက်ဘက်ကိုလှည့်ပြီးဒကမနီလာကြားပါပြီဝန်ခံပါပြီခွင့်လွတ်ပေးပါတော့လို့ပြောလိုက်ပါတယ်။မနီလာရဲ့အတန်ကကားထဲမှာပြန်ပေါ်လာခဲ့ပြီးအေးဆက်ဆက်အတန်ပါဝန်ခံရုံနဲ့မလုံလောက်ပါဘူး။15နှစ်လုံးငါတို့ဒီလမ်းပေါ်မှာရှောက်နေခဲ့ရတာအိမ်မပြန်နိုင်ပဲလို့မနီလာကဝမ်းနည်းစွာပြောလိုက်ခဲ့တယ်။ဦးကျော်ဝင်းကခေါင်းကိုမြေပြင်ပေါ်ထောက်ပြီးငါဘာလုပ်ပေးရမလဲပြောပါဘာပဲဖြစ်ဖြစ်ငါလုပ်ပေးမယ်လို့ပြောလိုက်ရတယ်။ဆရာတော်ကပွန့်ပွန့်လင်းလင်းဝန်ခံခဲ့ပြီးဒကမဘာလို့ချင်ပါတယ်လဲလို့ထပ်မေးလိုက်ခဲ့ကအဖြေကိုစောင့်နေတယ်။မနီလာရဲ့အတန်ကအေးဆေးလာပြီးငါတို့ကိုတတိယပါငါတို့ကိုမမေ့ပါနဲ့ငါတို့နာမည်တွေကိုပြန်ခေါ်ပေးပါလို့ပြောလိုက်ပါတယ်။ဆရာတော်ကခေါင်းညိတ်ပြီးတကားကျော်ဝင်းဒါတင်လုပ်ပေးနိုင်ပါမလားလို့မေးလိုက်ခဲ့ပေမဲ့ဦးကျော်ဝင်းမဖြေပါဦးကျော်ဝင်းကခေါင်းညိတ်ပြီးလုပ်ပါမယ်လူတိုင်းရဲ့မိသားစုတွေစီငါကိုယ်တိုင်သွားပြီးဝန်ခံပါမယ်တောင်းပန်ပါမယ်လို့ကတိပေးလိုက်ပါတယ်ဆရာတော်ကရွှေအုံနာဂမန်စာရွတ်ဆိုစာပြုလိုက်ပြီးဗရိယုတ်တန်ကကားတစ်စီးလုံးကိုဖုံးလွှမ်းသွားခဲ့ကအားလုံးစိတ်ထဲငြိမ်းချမ်းသွားတယ်မတင်းတင်းကလက်ဖက်ရည်ဘူးဖွင့်ပြီးရေကိုကားချမ်းပြင်ပေါ်ပတ်ဖြန်းလိုက်ခဲ့ပြီးကောင်းမှုပြုတယ်ခရီးသည်တွေအားလုံးကလက်အုပ်ချီပြီးဆရာတော်နဲ့အတူဗရိယုတ်ဆိုခဲ့ကြကစိတ်ထဲတက်တာရသွားကြတယ်ဦးတန်းလွင်ပင်လင်ဒူးထောက်ပြီးလက်အုပ်ချီဆူတောင်းနေခဲ့ကသူစိတ်ပြောင်းသွားပုံပါပဲဗရိယုတ်တန်ကုံဆုံးတဲ့အခါကားတွေကအေးခဲမှုဖြည်းဖြည်းချင်းပျောက်ကွယ်သွားကနှွေးထွေးလာတယ်ကားမီးတွေပြန်လင်းလာပြီးအင်ဂျင်ကကိုအလိုလိုကပြန်နှိုးလာခဲ့ကကားပြန်မောင်းသွားတယ်ပြတင်းပေါက်အပြင်မှာပထမဆုံးအလင်းရောင်တွေပေါ်လာတာကိုခရီးသည်တွေမြင်လိုက်ကြရကအားလုံးစိတ်သက်သာရသွားကြတယ်မိုးလင်းလာပြီးနေထွက်နေပြီဖြစ်ခဲ့ကအမှောင်ထုပျောက်ကွယ်သွားတယ်လမ်းမတိုင်ဆိုင်းဘုတ်တွေပြန်ပေါ်လာပြီးပုံမှန်လမ်းကြောင်းပေါ်ပြန်ရောက်နေတာကိုဦးကျော်ဝင်းကအံ့အားသင့်စွာတွေ့လိုက်ရတယ်ကားရှိဘက်မှာကျိုးစုံမျိုးဆိုင်းဘုတ်ကိုမြင်လိုက်ရပြီးရန်ကုန်ကိုနီးကပ်လာပြီးဖြစ်ခဲ့ကအားလုံးဝမ်းသာသွားကြတယ်ခရီးသည်တွေအားလုံးတက်ပြင်းချလိုက်ပြီးတယောက်ကိုတယောက်ကြည့်ပြီးဘာပြောရမှန်းမသိခဲ့ကြဘူးဒေါခင်မြတ်ကမျက်ရည်တုပ်ရင်းဖျားသခင်ကျေးဇူးတင်ပါတယ်လို့တိုးတိုးလေးပြောလိုက်ခဲ့ပေမဲ့သူမအားနေနေတယ်မုံမိုးကဇောဇောရင်ခွင်ထဲဝင်ပြီးအသက်ရှိနေတယ်ဆိုတာဘလောက်ကောင်းလဲလို့ပြောလိုက်ကသူတို့ပျော်ရွှင်နေကြတယ်ကားကဘူတာကြီးဂိတ်ထဲဝင်ရောက်လာတဲ့အခါမနက်ခင်းရဲ့နေရောင်ကြီးကကားပေါ်ကျရောက်လာခဲ့တယ်ခရီးသည်တွေကားဆင်းကြပြီးတယောက်ချင်းစီကိုလန်းကိုပြန်ကြရတော့မယ့်အချိန်ရောက်လာကအားလုံးခွဲခွာသွားကြတယ်ဒါပေမဲ့ဦးကျော်ဝင်းကတော့ကားပေါ်မှာမစင်ပဲထိုင်ကုန်ပေါ်ထိုင်ရင်းငိုနေဆဲဖြစ်ခဲ့ပေမဲ့သူစိတ်သက်သာရနေတယ်ဆရာတော်ကဦးကျော်ဝင်းဘေးမှာထိုင်ပြီးတကားအခုဂတိတီးရပါမယ်နာမည်တွေကိုရှာပါမိသားစုတွေစီသွားပါလို့ပြောလိုက်တယ်မတင်းတင်းကဦးကျော်ဝင်းကိုကြည့်ပြီးဦးလေးတယောက်တည်းမသွားပါနဲ့ငါလည်းလိုက်ပါမယ်လို့ပြောလိုက်ခဲ့ကသူ့ကိုအားပေးတယ်ဦးကျော်ဝင်းကအံ့အားသင့်ပြီးဘာလို့လဲ
ဒါငါအပြစ်ပဲလို့ပြန်မေးလိုက်ရပေမဲ့မတင်းတင်းကအဖြေမပေးပါမတင်းတင်းကငါသူနာပြုဆရာမပါနာကျင်နေတဲ့လူကိုကူညီတာငါအလုပ်ပဲလို့ပြန်ဖြေလိုက်ခဲ့ကသူ့ကိုအားပေးတယ်ဦးကျော်ဝင်းကကျေးဇူးတင်ပါတယ်ဆိုပြီးမျက်ရည်တုပ်ပြီးကားပေါ်ကနေဆင်းလာလိုက်ခဲ့ပေမဲ့သူ့မျက်နှာမှာဝမ်းနည်းမှုတွေရှိနေတယ်ဒေါခင်မြကသူမရဲ့ချင်းတောင်းထဲကဆေးထုတ်ကိုမတင်းတင်းလက်ထဲထည့်ပေးပြီးဒါကြန့်ဖွာရည်ဖြစ်တယ်သူ့ကိုတိုက်ပေးပါလို့ပြောလိုက်တယ်ဇော်ဇော်နဲ့မိုးမိုးကလည်းငါတို့လည်းကူညီချင်ပါတယ်ငါတို့လိုက်ပါမယ်လို့ပြောလိုက်ကြကသူတို့စိတ်သဘောထားကောင်းတယ်ဦးတန်းလွင်ကတော့ခဏငြိမ်နေပြီးဂိတ်ကနေထွက်မသွားခဲ့ဘူးကဘာကူမှစဉ်းစားနေပုံပါပဲသူကကို့ဖုန်းကိုကြည့်ရင်ဆုံးဖြတ်ချက်တစ်ခုချနေပုံရခဲ့ပြီးဘာလို့မလဲဆိုတာကိုစောင့်ကြည့်ရမယ်နောက်ဆုံးမှဦးတန်းလွင်ကဦးကျော်ဝင်းစီလျှောက်လာပြီးခုနကဒေါသဖြစ်မိတာတောင်းပန်ပါတယ်ငါဘက်ကလည်းကူညီချင်ပါတယ်လို့ပြောလိုက်တယ်ကားကရဲ့မနက်ခင်းနေအောင်ကြီးအောက်မှာညတညရဲ့ထိတ်လန့်ပွဲခရီးစဉ်ကအဆုံးသတ်သွားပြီဖြစ်ခဲ့ကအားလုံးစိတ်သက်သာရာရသွားတယ်ဒါပေမဲ့ဦးကျော်ဝင်းအတွက်ကတော့အဲ့ဒီမနက်ခင်းကမှအစ်စ်အမှန်ခရီးစဉ်သစ်စတင်ခြင်းဖြစ်ပေမဲ့သူအစဉ်သင့်ဖြစ်နေတယ်နောက်ရက်အနေငယ်အတွင်းဦးကျော်ဝင်းက15နှစ်အရင်ကရင်မတော်တဆမှုမှာတေဆုံးခဲ့သူတွေရဲ့နာမည်စရင်းကိုရှာဖွေခဲ့ကစိတ်အားထက်သန်နေတယ်မနီလာဆိုတဲ့အမျိုးသမီးငယ်ရဲ့နာမည်ကိုစရင်းထဲမှာတွေ့ခဲ့ရပြီးသူမရဲ့အတိတ်ကိုသိခွင့်ရသွားတယ်သူမကအသက်24နှစ်ပဲရှိခဲ့ပြီးဆီယာမတစ်ယောက်ဖြစ်ခဲ့ပေမဲ့ငငယ်ရွယ်ရွယ်နဲ့ဆုံးပါသွားရတယ်ဦးကျော်ဝင်းကမတင်းတင်းနဲ့အတူမိသားစုတစ်ခုစီတအိမ်ပြီးတအိမ်တွားရောက်ခဲ့ကြကအားလုံးကိုတွေ့ဆုံဖို့ကြိုးစားတယ်မိသားစုတိုင်းမှာဦးကျော်ဝင်းကဒူးထောက်ပြီးအမှန်တရားကိုပြောပြလိုက်ရပြီးအားလုံးစိတ်မကောင်းဖြစ်ကြတယ်အချို့ကခွင့်လွှတ်ခဲ့ကြတယ်အချို့ကတော့ခွင့်မလွှတ်နိုင်ခဲ့ကြဘူးဒါကိုသူလက်ခံရမယ်ဒါပေမဲ့ဦးကျော်ဝင်းအတွက်အရေးကြီးဆုံးကခွင့်လွှတ်ခြင်းမဟုတ်ပဲအမှန်တရားကိုရင်ဆိုင်ခြင်းဖြစ်ခဲ့ပေမဲ့သူစူးစမ်းနေတယ်15နှစ်လုံးသူ့ရင်ထဲမှာတိတ်ထားခဲ့တဲ့ဝန်တော့ဝန်ပိုးကိုချနိုင်ပြီဖြစ်ခဲ့ကသူစိတ်သက်သာရာရနေခဲ့တယ်မိသားစုအားလုံးစီတွားရောက်ပြီးနောက်ဦးကျော်ဝင်းကရင်မတော်တဆမှုဖြစ်ခဲ့တဲ့နေရာကိုပြန်သွားခဲ့ရပေမဲ့သူကြောက်နေတယ်မတင်းတင်းနဲ့ဆရာတော်ကသူ့ဘေးမှာလိုက်ပါခဲ့ကြကသူ့ကိုအားပေးနေကြတယ်လမ်းဘေးက6ကန်းပါးမှာဟောင်းနှွမ်းနေတဲ့အမတ်တရကြောက်တိုင်လေးတစ်ခုရှိနေတာကိုတွေ့ခဲ့ကြရပြီးအားလုံးအံ့အားသင့်သွားကြတယ်ကြောက်တိုင်ပေါ်မှာတေဆုံးသူတွေရဲ့နာမည်တွေရေးထိုးထားပေမဲ့မှုတ်တက်ပြီးဖက်ရခတ်နေခဲ့ပြီဖြစ်ကစိတ်မကောင်းဖြစ်စရာပါဦးကျော်ဝင်းကကြောက်တိုင်ကိုတန့်ရှင်းရေးလုပ်ပေးပြီးပန်းတွေချထားလိုက်ပြီးသူအရန်စိတ်လှုပ်ရှားနေတယ်ပြီးတော့နာမည်တစ်ခုချင်းစီကိုကျော်ဝင်းကအတန်ထွက်ဖတ်ပြလိုက်ခဲ့ရပြီးသူအတန်တွေတုံနေတယ်နာမည်တွေဖတ်ရင်ဦးကျော်ဝင်းကငိုနေခဲ့ပြီးမတင်းတင်းကလည်းမျက်ရည်တွေကျနေခဲ့ကဝမ်းနည်းစရာကောင်းလာတယ်ဆရာတော်ကဗရိတ်ယူပြီးဝိညာဉ်တွေအတွက်ကောင်းမှုပြုပေးလိုက်ကအားလုံးစိတ်ထဲငြိမ်းချမ်းသွားတယ်ညနေနေဝင်ရောင်ထဲမှာကြောက်တိုင်ပေးရက်နေကြရင်လင်းညင်းတစ်ခုဖြတ်သွားလိုက်ကအားလုံးစိတ်ထဲလန်းဆန်းသွားတယ်အဲ့ဒီလင်းညင်းကနှွေးထွေးပြီးပန်းရနံ့ပါလာတာကို၃ယောက်စလုံးခံစားလိုက်ကြရကအားလုံးစိတ်ထဲငြိမ်းချမ်းသွားကြတယ်မတင်းတင်းကမနီလာလို့တိုးတိုးလေးခေါ်လိုက်ပေမဲ့အပြေမပြန်ပါပြန်ပြေတယ်မရှိခဲ့ပေမဲ့လင်းညင်းကခဏပိုပြင်းလာပြီးပြန်ပြေရော့သွားကအားလုံးနားလည်သွားကြတယ်ဆရာတော်ကပြုံးပြီးသွားပြီးအိမ်ပြန်သွားပြီလို့ပြောလိုက်ပါတယ်ဦးကျော်ဝင်းကနောက်ဆုံးအချိန်ကြောက်တိုင်ကိုငုံကြည့်လိုက်ပြီးခွင့်လွတ်ပါငါနောက်ထပ်ထွက်မပြေးတော့ပါဘူးလို့တိုးတိုးလေးပြောလိုက်ခဲ့ပေမဲ့သူဝမ်းနေနေတယ်ပြီးတော့၃ယောက်ကားစီပြန်လှည့်လာကြကသူတို့စိတ်သက်သာရာရနေကြတယ်အဲ့ဒီညနေကနေအောင်ကြီးကတော့15နှစ်အတွင်းအလှဆုံးနေဝင်ချိန်ကိုပေးသွားခဲ့ကအားလုံးစိတ်ထဲငြိမ်းချမ်းသွားတယ်ဦးကျော်ဝင်းဟာအဲ့ဒီနောက်ပိုင်းညဘက်ကဆက်မမောင်းတော့ခဲ့ဘူးပေမဲ့သူအဆင်ပြေနေတယ်ဒါပေမဲ့နေ့ဘက်ခီးစဉ်တွေကိုဆက်မောင်းခဲ့ပြီးခီးတဲ့တိုင်းကိုမိသားစုလိုဂရုစိုက်ခဲ့ကအားလုံးကိုချစ်ခင်တယ်နှစ်စဉ်ရင်မတော်တဆမှုဖြစ်ခဲ့တဲ့နေ့ရက်မှာဦးကျော်ဝင်းကကြောက်တိုင်စီပြန်လာပြီးပန်းတွေချပြီးနာမည်တွေဖတ်ပြတယ်တခါတရံမတင်းတင်းတဲ့ဆရာတော်ကလည်းအတူလိုက်ပါလာတတ်ကြကအားလုံးကိုအားပေးနေတယ်အဲ့ဒီညဘက်ခီးစဉ်မှာပါဝင်ခဲ့သမျှခီးသည်တွေဘဝပြောင်းလဲသွားခဲ့ပြီးအားလုံးပျော်ရွှင်နေကြတယ်မိုးမိုးနဲ့ဇော်ဇော်ကအဲ့ဒီအတွေ့အကြုံကြောင့်တယောက်ကိုတယောက်ပိုတန်ဖိုးထားလာကြကအားလုံးဝမ်းသာနေကြတယ်ဦးတန်းလွင်ကတော့ဖုန်းကိုခဏချထားပြီးပတ်ဝန်းကျင်ကလူတွေကိုပိုကယူစိုက်လာခဲ့ကသူစိတ်ပြောင်းသွားတယ်ဒေါခင်မြကတော့ဖះရှိခိုးပွဲတိုင်းမှာရင်မတော်တဆမှုမှာတေဆုံးသူတွေအတွက်ကောင်းမှုရည်စူးပေးခဲ့ကသူစိတ်သက်သာရာရနေတယ်မနီလာရဲ့ဝိညာဉ်ကတော့ထို့နောက်ပိုင်းဘယ်ကားပေါ်မှာပြန်မပေါ်တော့ခဲ့ဘူးပေမဲ့သူမှအေးချမ်းသွားပြီဖြစ်တယ်15နှစ်ကြာရှောက်နေခဲ့ရတဲ့ဝိညာဉ်များနောက်ဆုံးမှာအိမ်ပြန်ရောက်သွားခဲ့ကြပြီဖြစ်ခဲ့ကအားလုံးစိတ်သက်သာရာရသွားတယ်ဒီဇလန်းကငါတို့ကိုဘာတင်ပေးသွားခဲ့တယ်လဲဆိုတော့လမ်းကြောင်းအမှန်ကိုပြသွားတယ်ဘဝမှာထွက်ပြေးလို့မရတဲ့အမှန်တရားတွေရှိတယ်ဆိုတာဖြစ်ခဲ့ပြီးအားလုံးနားလည်သွားကြတယ်အတိတ်ကအမားတွေကိုဖုံးကွယ်နိုင်ပေမဲ့ဝိညာဉ်ကတော့ဘယ်တော့မှပြေလည်မသွားဘူးဆိုတာ
သင်ခန်းစာဖြစ်ကအားလုံးမှတ်ထားရမယ်။ဒါအပြင်ကျွန်တော်တို့ဘေးမှာထိုင်နေတဲ့လူစိမ်းတိုင်းမှာလည်းဇလန်းတစ်ခုရှိနေတယ်ဆိုတာဒီဇလန်းကသတိပေးသွားခဲ့တယ်။ညဘက်ခရီးစဉ်တိုင်းမှာဘေးနားကခရီးသည်ကိုကြည့်ကြည့်ပါ။သူတို့ဟာဘသူတွေဖြစ်မယ်မသိနိုင်ဘူး။ဘယ်ဇလန်းတွေပိုက်ထားမယ်မသိနိုင်ဘူးဆိုတာခန်းစားကြည့်ပါ။ကြောက်စရာဖြစ်ရက်တွေရှိတတ်ပေမဲ့အဲ့ဒီကြောက်စရာတွေကငါတို့ကိုပိုကောင်းတဲ့လူသားဖြစ်အောင်ပြောင်းလဲစေနိုင်ပါတယ်။ငါတို့ထွက်ပြေးနေတဲ့အရာတွေကိုပဲရင်ဆိုင်ဖို့တတ်သိရှိပါစေလို့ဆုတောင်းပေးရင်အဆုံးသတ်လိုက်ပါရစေ။အမှန်တရားကိုရင်ဆိုင်ခြင်းကသာအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။အတိတ်မှာရှိတဲ့အမားတွေကိုပြင်ဆင်ဖို့ဘယ်တော့မှနောက်ကျမနေပါ။ကြောက်စရာဇလန်းတွေထဲမှာပဲအမှန်တရားတွေရှိတတ်ပါတယ်။အမှောင်တူထဲမှာတယောက်ယောက်ကစောင့်ကြည့်နေတယ်လို့မျိုးခံစားရတတ်တယ်။ဒါပေမဲ့ငါတို့အတူတူရင်ဆိုင်နိုင်ပါတယ်။ကြောက်စရာကောင်းတဲ့အခြေအနေမှာတောင်စိတ်တည်ငြိမ်ဖို့လိုအပ်ပါတယ်။အဲ့ဒီညဘက်မှာခရီးသည်တွေအားလုံးအသက်ရှင်ဖို့ကြိုးစားခဲ့ကြတယ်။အလင်းရောင်တစုံတရာရှိနေဖို့လိုအပ်ပါတယ်။ငါတို့အတူတူရှိနေရင်ကြောက်စရာမလိုပါဘူး။အတိတ်ကိုပြန်မကြည့်မိဖို့ကြိုးစားကြပါ။ဒါပေမဲ့အတိတ်ကအမားတွေကိုသင်ခန်းစာယူရပါမယ်။အခုတော့ခရီးစဉ်ကပုံမှန်အတိုင်းပြန်ဖြစ်သွားပါပြီ။ခရီးသည်တွေအားလုံးသူတို့အိမ်တွေကိုပြန်ရောက်သွားကြပြီဖြစ်ပါတယ်။ဦးကျော်ဝင်းလည်းအခုတော့အေးချမ်းသွားပါပြီ။အမှန်တရားကိုရင်ဆိုင်ရတဲ့အခါမှာခွန်အားတွေရှိလာပါမယ်။အဲ့ဒီလမ်းကြောင်းမှာအခုတော့ဘာမှမရှိတော့ပါ။ဝိညာဉ်တွေအားလုံးအိမ်ပြန်သွားကြပါပြီ။ဒါဟာတကယ့်ကိုထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုပါ။အားလုံးစိတ်သက်သာရာရသွားကြပြီဖြစ်ပါတယ်။အခုတော့အဲ့ဒီလမ်းကြောင်းမှာစိတ်အေးလက်အေးမောင်းနေနိုင်ပါပြီ။ဒါပေမဲ့အမြဲတမ်းသတိထားဖို့လိုအပ်ပါတယ်။ညဘက်ခီးစဉ်တွေမှာအမြဲသတိရှိပါ။အမောင်ထုမှာဘာတွေရှိမလဲဆိုတာမသိနိုင်ပါ။အမြဲတမ်းကြိုတင်ပြင်ဆင်ထားပါ။အခုတော့အားလုံးပြီးဆုံးသွားပါပြီ။ကျေးဇူးတင်ပါတယ်။အားလုံးစိတ်ထဲမှာငြိမ်းချမ်းပါစေ။ခရီးစဉ်အားလုံးဘေးကင်းပါစေ။နောက်ထပ်ဇလန်းတွေမှာပြန်တွေ့ကြပါမယ်။ဒီနေ့ဇလန်းလေးကတော့ဒီလောက်ပါပဲ။အားလုံးကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်။အခုတော့အားလုံးနှုတ်ဆက်လိုက်ပါတယ်။နောက်ထပ်လည်းလာခဲ့အောင်နော်။ဒီဇလန်းလေးကိုအမြဲတမ်းမှတ်မိနေမှာပါ။အခုတော့အားလုံးအိမ်ပြန်ကြပါတော့မယ်။နောက်ထပ်တစ်ခါပြန်တွေ့ကြပါမယ်။အားလုံးကျန်းမာပါစေ။အမြဲတမ်းစိတ်ရွှင်လန်းပါစေ။အခုတော့အားလုံးနှုတ်ဆက်လိုက်ပါပြီ။နောက်ထပ်လည်းလာခဲ့ကြပါအောင်။ဒီနေ့ဇလန်းလေးကတကယ့်ကိုထူးခြားပါတယ်။အားလုံးပဲသတိရှိရှိနဲ့ခရီးသွားကြပါ။နောက်ထပ်တစ်ပတ်မှာပြန်တွေ့ကြပါမယ်။ဒီဇလန်းလေးကတိတ်ကိုကြောက်စရာကောင်းပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့အဆင်ပြေသွားခဲ့တယ်။အခုတော့အားလုံးနှုတ်ဆက်လိုက်ပါတယ်။အားလုံးပဲပျော်ရွှင်ပါစေ။နောက်ထပ်တစ်ချိန်ပြန်တွေ့ကြပါမယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။အခုတော့အားလုံးနှုတ်ဆက်လိုက်ပါပြီ။အားလုံးစိတ်ထဲမှာငြိမ်းချမ်းပါစေ။နောက်ထပ်လာခဲ့ကြပါအောင်။ဒီနေ့ဇလန်းလေးကတကယ့်ကိုထူးခြားပါတယ်။အားလုံးပဲစိတ်ရွှင်လန်းပါစေ။နောက်ထပ်တစ်ခါပြန်တွေ့ကြပါမယ်။အခုတော့အားလုံးနှုတ်ဆက်လိုက်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းလာခဲ့ကြပါအောင်။ဒီနေ့ဇလန်းလေးကတကယ့်ကိုထူးခြားပါတယ်။အားလုံးပဲပျော်ရွှင်ပါစေ။ဘဝဆိုတာအမှန်တရားကိုရင်ဆိုင်ခြင်းပါပဲ။အတိတ်ကအမှားတွေကိုဖုံးကွယ်ထားလို့ဘယ်တော့မှပြေလည်မသွားပါ။ရင်ဆိုင်ခြင်းကသာအကောင်းဆုံးကုစားခြင်းဖြစ်ပါတယ်။ဒီဇလန်းလေးကိုကြိုက်ခဲ့ရင် like ခလုတ်လေးနှိပ်ပေးပါနော်။နောက်ထပ်ဇလန်းတွေလက်လွတ်မခံရအောင် subscribe လုပ်ပြီးခေါင်းလောင်းလေးနှိပ်ထားပေးပါ။ကျွန်တော်တို့နဲ့အတူနောက်ထပ်ဇလန်းတွေမှာပြန်တွေ့ကြမယ်နော်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။